ဆုံးဖြတ်ပြီးရင်ဖြစ်အောင်လုပ်တဲ့စိတ်ဓာတ်မျိုးဖို့လိုတယ်လောကမှာအလုပ်တစ်ခုကိုဆွေးနွေးရဲလုပ်ရတာခက်ဆုံးပဲလူအများစုကလိုက်လုံနိုင်ကြမှာမဟုတ်တဲ့အတွက်နေ့စဉ်စိတ်ပါမတိုးတက်နိုင်တာကကိုယ့်ရဲ့စူပါပါဝါဖြစ်လာလိမ့်မယ်ဘယ်သူနဲ့မှကြိုင်စရာမလိုဘူးလူထင်ကြီးလောက်အောင်လုပ်ပြစရာမလိုဘူးရေးကြီးတာကစင်ကြီးတွေပေးမနေပဲအချိန်မှန်မှန်ပေါ်လာဖို့နဲ့ပင်ပန်းနေရင်တောင်စိတ်ပြည့်နေရင်တောင်ဘယ်သူမှကိုယ့်ကိုမချီးကျူးရင်တောင်လောကကြီးကိုနာကျင်နေရင်တောင်နေ့စဉ်လုပ်စရာရှိတာကိုမပြတ်မကွက်အားစိုက်ထုံးနိုင်ဖို့လိုတယ်။ခိုင်မာတဲ့အုပ်ပစ်ချပြီးရင်အမြင့်ဆုံးရောက်ဖို့အရန်လွယ်တယ်။တခုခုကိုစတင်လိုက်ရင်80တိုးတက်ဖို့အချိန်စရလာတာ။ဆုံးဖြတ်ပြီးရင်ဖြစ်အောင်လုပ်နိုင်တဲ့အခါကိုယ်လည်းအိမ်မက်တွေနဲ့ထိုက်တန်တယ်ဆိုတာသက်သေပြပြီးသားဖြစ်စေပါလိမ့်မယ်